ဒီကောင်လေးတွေလည်းရှိအခုလိုလက်ကပေးတာ2500ပေါ့နော်ဘာလို့လဲဆိုတော့ပစ္စည်းကအများကြီးလို့တော့မဟုတ်ဘူးတစ်ချက်ရှင်းပြချင်တာအရင်ကခင်တော့ရောင်းနေစီလုံး price တွေနဲ့အခုလက်ရှိ price တွေနဲ့ဒါအစီးကြီးနေအောင်တွေ့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ပေးရတဲ့ဈေးနှုန်းတွေတစ်ချက်တန်တာတစ်ခုကသူ့ quality မှာကျွန်တော်တို့အင်ကျုံနဲ့ကျွန်တော်တို့ company ချုပ်ဆိုတာရှိသေးတယ်သူကတရုတ်ပြည်ကထွက်တာလေဈေးကျုံနဲ့ကျွန်တော်တို့ company ချုပ်သူပဲရှိတယ်ဥပမာမြန်မာနိုင်ငံမှာတော့လက်ရှိရကျွန်တော်တို့ဈေးမှာချုပ်တယ်နဲ့ကျွန်တော်တို့စိတ်ဝင်ထွက်တဲ့ချုပ်တယ်ချင်းမတူဘူးဗျာတို့သူ quality ပိုင်းဆိုင်ရာမှာမိချက်ကလည်းထုံနေကောင်းပဲကျွန်တော်တို့အိမ်မှာလုပ်တဲ့ပြုလုပ်တဲ့ပစ္စည်းနဲ့စက်ရုံကနေထိုက်ရိုက်သွင်းတဲ့ပစ္စည်းမျိုးတော့ quality ရမ်းกว่าတယ်အဲ့ဒါဘာလဲဆိုတော့အာမခံမှုပေးနိုင်တာ error ပိုင်း error ကိုကျွန်တော်တို့ပြန်ပြီးလဲပေးနိုင်တာပေါ့အများစုဒီကောင်တွေရဲ့ body weight ကြီးအကြီးပဲဗျာအဓိကကျွန်တော်ပြောချင်တာဒီတစ်ဖာမှာအလုံးကြီး1000ပါတယ်ဒီလို50ပါတဲ့ဘူးတွေကိုကျွန်တော်တို့20ပါတယ်ပေါ့နော်သူရဲ့ kg weight က3.5.6 kg ရှိတယ်မြန်မာလိုကျွန်တော်တို့ပြန်ပြီး6နဲ့ပြန်မြောက်မယ်ဆိုရင်ကျွန်တော်တို့တဘူးနှုံးမှာတကယ် 1.78 kg ရှိပါတယ်တကယ်ကြီးကိုမြန်မာလိုပိတ်တာနဲ့ချိန်မယ်ဆိုရင်6ပိတ်တာရှိပါတယ်အဲ့တော့ 1.78 kg ကိုကျွန်တော်6ပိတ်တာနဲ့ကျွန်တော်မြောက်လိုက်မယ်ဆိုရင်အချိန်30နီးပါးရှိတယ်ဒီဘူးတစ်ဘူးလုံး50ဘူးတစ်ဘူးပေါ့နော်ကျွန်တော်တို့အချိန်30နီးပါးရှိတယ် weight အဲ့တော့ကျွန်တော်ဈေးနှုန်းကြီးပြီးတော့တချို့ကကျတော့ဒါကိုကြိုက်ရလဲဆိုရင်ဒီလို weight ပါတဲ့ကောင်တွေပို့ကြတယ်သူလက်ထဲမှာလည်းယောက်ျားသားလက်နေဆိုရင်တော့ fit size ဖြစ်နေတယ်ပေါ့နော်ဒီကောင်တွေလုံးဝ error မပါတော့အမခံနေပြဆိုင်နေမှာဆိုကျွန်တော်တို့တစ်လုံးထွက်တစ်လုံးပြန်ပြီးတော့အစားတို့ပြန်လေးပြီးခက်မပါတာကြီးအစားဒီကောင်တွေတော်တော်များများကျွန်တော်တို့ error မထွက်ဘူးပြန်အလဲမပြီးအောင်ပေါ့နော်